လူတဦးသည်ရေတပလင်းကိုစလုံးထဲသို့ပစ်ထည့်လိုက်သည်နောက်တစ်စက္ကန့်မှာထိုရေပလင်းသည်လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ရှေးအောင်ခေတ်ကာလတွင်ပေါ်လာခဲ့သည်ဘီရင်မကြီးက၎င်းမှာနဖျားများထံမှလက်ဆောင်ဟုထင်းမှကပလင်းကိုဖွင့်၍တငုံတောက်လိုက်သည်ထိုပလင်းထဲမှရေသည်အလွန်ချိုးပြင်းကြောင်းသူမသိရှိခဲ့သည်ထိုအချိန်တွင်နိုင်ငံမှာမိုးကောင်ရေရှာမှုနှင့်ရင်ဆိုင်နေရသည်သူမသည်နဖျားများထံရေပုံမိုပေးသနာရန်စာတစောင်ရေးသားခဲ့သည်သူမ၏ကိုယ်ပိုင်ကြောက်စိမ့်ဆွဲပြားကိုလည်းစလုံးထဲသို့ထည့်လိုက်သည်အခြားတစ်ဖက်မှာမူထိုလူသည်ကြောက်စိမ့်ဆွဲပြား၏ဈေးနှုန်းကိုအလွန်စိတ်ဝင်စားနေခဲ့သည်သူသည်ကြောက်စိမ့်ဆွဲပြားကိုဓာတ်ပုံရိုက်၍အင်တာနက်ပေါ်တွင်တင်လိုက်သည်ရှေးအောင်ပစ္စည်းကျွမ်းကျင်သူတဦးက၎င်းမှာအလွန်ဈေးကြီးသောရှေးအောင်ပစ္စည်းထစ်ကြောင်းသိရှိသွားကထိုလူကိုဆက်သွယ်ပြီးကြောက်စိမ့်ဆွဲပြားကိုဝယ်ယူလိုကြောင်းပြောခဲ့သည်ထိုလူကသူ့ကိုလိမ်လည်သူဟုထင်ခဲ့သည်သို့သောနောက်တစ်စက္ကန့်တွင်သူ့၏ဖန်ကောင်ထဲသို့ဒေါ်လာ6 သန်းရောက်ရှိလာခဲ့သည်ထိုလူမှာအံ့အားသင့်သွားခဲ့သည်သူသည်ကြောက်စိမ့်ဆွဲပြားကိုရောင်းချရန်အစဉ်သိရှိကြောင်းချက်ချင်းပြောလိုက်သည်ထို့နောက်ထိုလူသည်သူ့၏ဘေးမဆာကိုမြင်လိုက်ရသည်ဘီရင်မကြီးကသူ့ထံသို့ပုံမများပြားသောချမ်းသာကြွယ်ဝမှုများကိုယူဆောင်လာပေးနိုင်ကြောင်းသူသဘောပေါက်သွားသည်ထို့ကြောင့်သူသည်ဘီရင်မကြီးထံစာတစောင်ပြန်ရေးခဲ့သည်စာထဲတွင်ဘီရင်မကြီး၏ရေးပြဿနာကိုသူကူညီဖြေရှင်းပေးလိုကြောင်းပြောကြားထားသည်ဘီရင်မကြီးသည်စာကိုမြင်သောအခါအလွန်ဝမ်းသာသွားသည်သူမသည်နဖျားများကိုကျေးဇူးတင်ရန်အတွက်ရွှေမြောင်များပြင်ဆင်ရန်လူများကိုခိုင်းစေခဲ့သည်ထိုလူ၏ဘက်မှမူမရေမတွက်နိုင်သောရွှေတင်ကားပြားများသည်စလုံးထဲမှထုတ်ပေါ်လာခဲ့သည်ကောင်းကင်မှရွှေမိုးရွာနေတကယ်တော့ပင်ထင်မှတ်ရသည်ထိုလူသည်သူ့၏တငယ်ချင်းများကိုချက်ချင်းဖုန်းခေါ်၍ရွှေများတည်ရန်ကူညီပေးဖို့အိမ်သို့လာခိုင်းခဲ့သည်ထို့နောက်ထိုလူသည်အိမ်ဝယ်ရန်အတွက်စိန်ခံဖီလာအိမ်ယာရောင်းဝယ်ရေးရုံးသို့သွားခဲ့သည်မမျှော်လင့်မဲသူ့ရဲ့ရီးစားဟောင်းနှင့်အယောင်ယုံတွင်ဆုံးတွေ့ခဲ့သည်ရီးစားဟောင်းနှင့်တတိယသားတို့ကသူ့ကိုအစားတောက်ဖို့သူဟုထင်မှတ်ခဲ့ကြသည်သူတို့ကသူ့ကိုလှောင်ပြောင်ပြီးဤနေရာတွင်အိမ်သားတစ်လုံးစာပင်သူဝယ်နိုင်မည်မဟုတ်ဟုပြောခဲ့ကြသည်နောက်တစ်စက္ကန့်တွင်ထိုလူသည်ဖီလာအိမ်ကြီးတစ်လုံးကိုညွှန်ပြ၍ယခုပင်ငွေအပြည့်အဝပေး၍ဝယ်မည်ဟုပြောလိုက်သည်ရီးစားဟောင်းကသူ့ကိုတန်တရားဝင်ပြီးမိကွန်းထုတ်ရန်ပြင်ဆင်မှာပင်ထိုလူကလက်ဖြောက်တစ်ချက်တီးလိုက်သည်သူ၏လုပ်ဖော်ကိုင်ဖက်များသည်ခရီးဆောင်အိမ်များကိုဆွဲ၍ရောင်းယုံသို့ရောက်လာကြသည်ခရီးဆောင်အိမ်များကိုဖွင့်လိုက်သောအခါ၎င်းတို့ထဲတွင်ရွှေများချင်းပြည့်နှံ့နေသည်လူတိုင်းအားတန်သွားကြသည်အယောင်ဝန်ထမ်းသည်ချက်ချင်းပင်အလွန်ပြူငါသွားသည်ထိုလူအထွတ်ဝယ်ယူမှုစာချုပ်ကိုချက်ချင်းဆောင်ရွက်ပေးခဲ့သည်ထိုလူသည်စလုံးကိုဘီလာအိမ်နောက်ဖက်ရှိရေကန်သို့ယူသွားခဲ့သည်ထိုအချိန်တွင်ဘီရင်မကြီးမှာရီမရှိသဖြင့်စိုးရိမ်နေခဲ့သည်စစ်တရားများကနတ်ဗျားများကဘီရင်မကြီးကိုလှည့်လျားသွားခဲ့ကြောင်းထင်မှတ်ခဲ့ကြတော့လေနောက်တစ်စက္ကန့်တွင်ရေကန်ထဲမှရေများသည်စလုံးမသဖြင့်ရှေးအောင်ခေတ်ကာလစီသို့စီးဝင်သွားခဲ့သည်